2026ခုနှစ်9လပိုင်း GMB ဖြည့်ပြီးလို့ရှိရင် R5 R4 တင်မယ်ဆိုပြီးတော့Facebook ရယ် TikTok ရယ် YouTube ရယ် Telegram မှာတင်ခဲ့တယ်ပေါ့နော်တင်တဲ့အချိန်မှာညီမလေးတယောက်ကနေပြီးတော့ကိုတဲ့ဒီမှာ R4 ကတော့တင်ပြီးပါပြီတဲ့ဒါပေမဲ့တိတ်မကြည့်ဘူးတဲ့နောက်ပြီးတော့8လပိုင်းဒါမှမဟုတ်9လပိုင်းဒါမှမဟုတ်10လပိုင်းမှာတဲ့ GFB လည်းဖြည့်နေတယ်တဲ့အဲကြတော့တင်ပြီးလို့ရမလားပေါ့နော်သူကလာမေးလာတယ်ပေါ့နော်ဒီတဲ့ခါကျတော့အကူကလည်းရတယ်လို့တင်ပြီးလို့ရပါတယ်လို့အဲ့ဆိုရင်လည်းတင်တန်းကြီးရရောတင်တန်းကြီးရတော့ခဏနေပါဘူးလို့စာတင်ကြီးပြီးမှအဆင်ပြေရဆိုမှတင်တန်းကြီးတွင်ပါလို့စင်မပြေဘူးဆိုလည်းရပါတယ်လို့မတင်ဆက်မတင်ရင်လည်းရပါတယ်လို့အဲ့ဆိုလို့ရှိရင်အဖို့တင်ပြီးပါဆိုလို့ဒီနေ့အဲ့ညီမလေးကိုစာတင်ပြီးမှဖြစ်ပါတယ်ကျွန်တော်ရဲ့စာတင်တဲ့စကေးဘယ်လောက်ရှိလဲဆိုတာလိုက်ကြည့်လိုက်ကြပါဦးခင်ဗျာโอเคအဲ့ဆိုရင်ကျွန်တော်ရဲ့ပထမဆုံးတော့တင်တန်းလေးကိုကျိုးသွလိုက်ကြရအောင် Okay let's go တက်ခဲ့မလားဟမ်โอเคအဲ့ဆိုမေးကြည့်မယ်ဟုတ်လေအဲ့လိုမျိုးညမလုံးမေးမယ်နော်ဂျပန်လိုဖြေကြတာယာရီမဟုတ်လေမလို့ sorry လောက်ကင်ဒီကိုယ်ရောက်ပါယာရီမဟုတ်ပြီကိုယ်ရောက်မှာတော့9နိုင်စားပိုက်ဆိုင်ဟုတ်ပြီအဲ့ဆိုရင်နေရညနေဒီနိုင်အချိန်မီဒီဒီတော့ဒီမှာဟုတ်ဂျိကန်နီမာရီအိုင်မဟုတ်ပြီနောက်ကြသည်အခုရမှာဂျိကန်နီအခုရမှာဟုတ်ပြီအဲ့ဆိုရင်ဓာတ်ရိုက်ဓာတ်ရိုက်ဟုတ်ပါဘာတနာလို့မလို့ညနေတော့နေညမှာပေါ့ဒီမှာဆိုတော့လက်ကြည့်လည်းမနေသေးတယ်ဘာမှမပြုနေကြတာစောလာတာနဲ့ချုပ်ခုစစ်စစ်ညနေလည်းကောင်းနာပိုင်းနဲ့ဆက်နေချုပ်ခုစစ်ဘာတနာလို့ဘာတနာလာတော့စစ်ဒီတိုင်းရလွတ်တော်အစာဦးนี่จะဘာလဲနာမင်းမရေးကြည့်မလို့ဒီလိုမျိုးပေါ်လာပါတယ်မင်းနေလားကြောက်တော့ကြောက်เสียကောင်းတော့ကြားရလားမကောင်းဘူးဖြစ်ရဦးဖြစ်မှုကလည်းဟိုလေခုတို့ကလည်းလူရည်နော်ခုတို့ကရပြီဆိုမှပြောနိုင်မှာအားကြောင့်ခုတ်ခိုင်းကြီးတို့တော်တော်ဆောက်ဦးခုတ်ခိုင်းကြီးတို့ဟုတ်ပြီအဲ့ဆိုရင်အတခုနေမယ်ဆက်သွဲသည်နာကူရှိမတ်ဟုတ်ပါဘူးနောက်ပြီးတော့ကောက်ယူသည်ဟမ်မဟုတ်သေးဘူးနော်ကောက်ယူသည်ဟယ်လိုဟိုင်ဟုတ်တယ်ဟီရိုအီမဟုတ်ပြီဟီရိုအီမကောက်ယူသည်ဟုတ်တယ်ပြီးရင်ရှာတီရှာဖွေသည်စာကာရှိမတ်ဟုတ်ပြီနောက်ပြီးတော့ကြည့်သည်မိမကြည့်သည်စိတ်ကြည်လင်သည်စိတ်ကောင်းဝင်သည်ဟုတ်ပြီစိတ်မကြည်မလင်ဖြစ်သည်စိတ်ဆိုးသည်ဘုံအကဘုံအိုရိုဒီဟုတ်ပြီဒီကျော်အဟောင်းစီ free market ဟ
အဟောင်းစီ Free market တူဟုတ်ပြီအကစားပွဲဒုခိုင်အကစားပွဲဟုတ်ပြီလောအားပြီးပရာဟိတလောအားပြီးပရာဟိတဘူရန်ဒီယာဟုတ်ပြီဘူရန်ဒီယာအမိုက်ဂျာရဲ့ဟဲ့ချစ်စောလေးတန်းဟမ်ဘာโอเคပြီးအောင်ဖတ်နော်ပြီးရင်အချိန်မရွေးချိန်မရွေးစဉ်းစားနေပြီအစ်တဲ့မူချိန်မရွေးဒုက္ခတဲ့မူကနေရာမရွေးဟုတ်ပြီဓာတ်ရည်တဲ့မူဆိုရင်ဘယ်သူမဆိုဘယ်သူပဲဖြစ်ဖြစ်ပေါ့နန်းတဲ့မူဆိုရင်အမဆိုပါပဲဖြစ်ဖြစ်အဲဆိုရင်ထားရနေရထားရနေရโอเคပါโอเคပါဟုတ်ပြီပြီးတော့ဘေးတို့နဘေးတို့ရောခုအဲ့ကောင်တွေပါတယ်နော်ဟိုမှာဒီ run shoot ထဲမှာလည်းပါတယ်အဲ့ဒါပျော်ဝင်အမိုက်စုပျော်ဝင်အမိုက်စုခိုင်းထင်နေတယ်နာကတန်ဒက်ဟုတ်ပြီအဲ့မလှပခဲ့ဘူးပေါ့နော်အဲ့ဆိုရင်အဲ့ဒါဘတ်ကို dictionary ပေါင်ပြောင်းတယ်9ပေါင်ပြောင်းတယ်ပြီးရင်တပေါင်ပြောင်းတယ်ပြီးရင်အတိတ်ညင်းပေါ့နော်အတိတ်ညင်းကိုပြောင်းတယ်နော်နော်အဲ့ဒါပြီးပြီဆိုလို့ရှင်အဲ့ပြီးလို့ရှင်ဒီက EHG တစ်ပေါ့နော်ဒီခဲရောရှိပေါ့ EHG တစ်ကို on နဲ့ပေါင်းမယ်ဆိုလို့ရှင်သူကကြတော့ဘာမှဖြုတ်เสียရမလို့ဒီတိုင်း EHG တစ်ကို on stand ပေါင်းရုံပဲဟုတ်တယ်နော်အဲ့ဆိုလို့ရှင်အဘောကနားလဲလားပြောင်းမှုပြောင်းနေသိလားโอเคအဲ့ဒါလေးနည်းနည်းလေးပြန်ကြည့်ပြင်နော်အဲ့ဆိုဒီကာရမာကျွမ်းမှလည်းတော်စကပြောတွေဘာတွေကပြောလို့တွတ်မှာပေါ့နော်โอเคအဲ့ဆိုပြီနားမလဲဘူးပြောပါပြန်ပြောပြမယ်နော်အဲ့ဆိုရင်စာမှုရပါလဲစာမှုရတယ်အေးတော့စာမှုအဲ့ဒါဆိုရင် on တက်ပေါင်းမယ်index ဟုတ်ပြီ index စာမှု index a လို့ပါဗောနော်အဲ့ဆိုရင်နောက်တစ်ခုကအဲ့ဒါကိုအငင်းပြောင်းမယ် EHG တစ်ဆိုရင်ဘယ်လိုပြောင်းရလဲအငင်းကစာမှုခုနိုင်E ကိုဖြုတ်ခုနိုင်ပေါ့နော်ဟုတ်တယ်နော်အဲ့ဆိုလို့ရှိရင်အဲ့ဆိုရင်အဲ့ဒါကို index ပေါင်းမယ်ဆိုလို့ရှိရင်ရောE ကိုဖြုတ်ပြီးတော့E ကိုဖြုတ်ပြီးခုနိုင်ပေါင်းမယ်လေအဲ့လေမသိရင်မှတ်ထားနော်ဒါညီပြန်ဖတ်ပြီပြန်ဖတ်ပြီဆိုတာအဲ့လိုမျိုးဒီလိုပဲတစ်ဖြည်းဖြည်းနဲ့ကြည့်ရမှာပေါ့နော်ဒါလေးချစ်ကက်တို့ကလက်မှတ်ဒီနောက်ပြီးတစ်ခုရှိသေးတယ်ခစ်ပုဆိုတာလည်းရှိသေးတယ်လက်မှတ်နော်အဲ့ဆိုရင်ချစ်ကက်တို့က Idun Deska တဲ့အဲ့ Idun ကဘယ်ကနေလာလဲသူ့ရဲ့မူရင်းဘက်ကဘာဖြစ်မလဲIrimas ဟုတ်ပြီ Irimas ကပါလဲဒိတ်ပဲIrimas မိတ်နေပြီလား
ဒီမှာဆိုတာလိုအပ်သည်ဟုတ်တယ်နော်ဒီမှာဒီလိုအပ်သည်ဆိုတဲ့ခါကျတော့ကြားရလားတိုင်းမကောင်းဘူးအမစင်ပြေလားနားရောက်လေလားဒါမလဲပြန်မေးနော်ဟုတ်ပြီအဲ့ဆိုရင်ဆက်သွားမယ်ချီကက်တို့ကအီရွန်ဒက်စကာတဲ့အဲ့တော့အီရွန်ဒက်စကာတော့ဘယ်လာလဲဆိုလို့ရှိရင်သူ့ရဲ့မူရင်းဘက်က အီရီမတ်ဆိုတော့လိုအပ်သည်ဟုတ်တယ်နော်လိုအပ်သည်ဆိုတော့တို့ကကြတော့ဒီဘက်ကို on dance နဲ့ပေါင်းမယ်ဆိုလို့ရင်တို့က dictionary ပေါင်းပြောင်းရမှာဟုတ်တယ်မလား dictionary ပေါင်းပြောင်းလို့ရတော့မမိပြီလား dictionary ပေါင်းဘယ်လိုပြောင်းမလဲဟုတ်ပြီလိုင်းကနေဥလိုင်းမြောင်းအဲ့ကလူက dictionary ပေါင်းဟုတ်ပြီဘလူးတူးဆိုရင်လူပေါင်းဟုတ်ပြီဟုတ်ပြီဘလူး3ကကြတော့ရှိမဆိုရင်ခီမဆိုရင်ခူရူဟုတ်ပြီရှိမဆိုရင်ဆူရူဟုတ်ပြီအဲ့ dictionary ပေါင်းပြောင်းနေနော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဘာသာပြန်လေးကရှစ်ခတ်တို့ကအီဒွန်ဒက်စကာတဲ့ရှစ်ခတ်တို့လက်မှတ်ကလိုအပ်သလားပေါ့နော်လိုအပ်လားပေါ့နော်နောက်ပြီးတော့အဲ့တော့နောက်တစ်ခုသွားမယ်အဒါရရှိပတ်စုခွန်ကခတ်တန်းဒက်စကာတဲ့အဒါရရှိဆိုတာဗာလဲအတက်ပေါ့နော်ပတ်စုခွန်ဆိုတာရောကွန်ပျူတာဟုတ်ပြီခတ်တာဆိုတာဘယ်ကလာလဲပြည်သူ့ရဲ့မူရင်းဘက်ကပါလဲသူ့မူရင်းဘက်ကခါကြီးမဆိုပြီးအဲ့ဆိုလို့ရှိရင်သူကတားဖောင်ပြောင်းတာပေါ့နော်တားဖောင်ပြောင်းတာဆိုတော့ခါကြီးမတ်ကိုတဲ့ဖောင်ပြောင်းရင်ဘယ်လိုလဲခတ်တဲ့ဟုတ်ပြီခတ်တဲ့ဆိုလို့ရှိရင်အဲ့တော့သူကတဲ့ဖောင်နဲ့တားဖောင်နဲ့အတူတူပဲဆိုတော့တဲ့နေရာမှာတားဝင်လာတာပဲနော်ဟုတ်တယ်နော်အဲ့ဆိုရင်အဒါရရှိပါစုခွန်ကိုခတ်တန်းဒက်စကာတဲ့အိဗေကကွန်ပျူတာအသစ်ကိုဝယ်ခဲ့သလားပေါ့နော်